ဒီနေ့တော့ဖိလစ်ပိုင်ကိုဝင်သွားတဲ့တိုင်ဖွန်းဖန်ဝေါမုန်တိုင်းကြောင့်အတူချုပ်လိပြောပြမယ်နော်ဟုတ်တယ်ဒီမုန်တိုင်းကလည်းဒီနှစ်ထဲဖိလစ်ပိုင်ဝင်သမျှထဲမှာအပြင်းဆုံးပဲအရင်ကာမာဂီတိုင်ကတော့မကြေသေးမှုအခုတော့ထပ်ဝင်လာတာအခုတော့သူဖိလစ်ပိုင်ရဲ့ထိုင်ဝမ်ဘက်ကိုဆက်သွားနေပြီပထမချက်ကတော့ဖန်ဝေါမော့ဖိလစ်ပိုင်မှာက O1 လို့ခေါ်တယ်အဲ့ဒါတနင်္ဂနွေနေ့က Aurora ပြည်နယ်ကိုဝင်တယ်တာတော့ပြင်းတယ်စူပါတိုင်ဖွန်းအဆင့်4ရက်တနာရီ10ကီလိုမီတာထိတိုက်တာပြီးတော့တနင်္လာနေ့မှာလာယူနီယံပြည်နယ်ကနေတောင်ကျုပ်ပင်လေတဲ့ပြန်ထွက်သွားပြီဒုတိယချက်ဒီမုန်တိုင်းကြောင့်ရေကြီးတာမီးပြိုတာတွေဖြစ်ပြီးအနည်းဆုံးလူ10ယောက်သေဆုံးခဲ့တယ်ကာဒန်ဒူနီစ်ကာလင်ကာအပါဝင်ပြည်နယ်အတော်များများမှာဖြစ်ခဲ့တာပေါ့လူတက်4တန်းကျော်လောက်ကိုဘေးလို့ရရွှေ့ခဲ့ရတယ်အဲ့ဒီက3သိန်းကျော်ကတော့ကက်ဆေးစခန်းတွေမှာပဲရှိနေတော့ပဲနောက်ဆုံးချက်ကတော့ပြည်နယ်တော်များများမှာမီးတွေပြက်ရွာ130ကျော်ရေမြုပ်ပြီးအိမ်အလုံး1000လောင်ပျက်စီးသွားတယ်မြေပြိုလို့လမ်းတွေလည်းပိတ်ကုန်တယ်လျင်ခီးစဉ်30-80ကျော်ဖြတ်သိမ်းလိုက်ရတယ်တင်မောစစ်တီမှာလည်းလူ6600ကျော်တောင်းတင်နေတယ်အခြေအနေဆိုးတော့တမရမာကော့စ်ဂျူနီယာကအရေးပေါ်အခြေအနေတောင်ကြေညာထားရတယ်ဆိုတော့မုန်တိုင်းကထပ်သွားပြီဆိုပေမဲ့သူ့အရှင်ကြောင့်မိုးအန္တရာယ်ကရှိနိုင်နေတယ်ကဲဆယ်ရဲနဲ့ပြန်လဲထူထောင်ရေးတွေလည်းဆက်လုပ်နေရအောင်ပါ